အားလုံးပဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့ကျမ်းမာလေးကတော့တနင်္လာနေ့ကြာတာပတိဇုံတွဲတွေရဲ့အစစ်ရေးအိမ်တော်ရေးလူမှုရေးစီးပွားရေးကျန်းမာရေးနဲ့ဆောင်ရွက်ဆောင်ရွက်အချက်များရရများအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တနင်္လာသားသမီးနဲ့ကြာတာပတိသားသမီးတို့ပေါင်းစည်းခြင်းသည်ဘေးရင်ပညာအရဓာတ်တူအကျိုးပေးသောတွဲဖက်မှုဖြစ်ုံသာမကနှစ်ငါဟုသောအတွဲသည်အလွန်ခိုင်မြဲသောအိမ်တော်ရေးကိုဖော်ဆောင်ပါတယ်။တနင်္လာရဲ့အေးချမ်းမှုနဲ့ဇာတာပရိရဲ့တည်ကြည်မှုပေါင်းဆက်သွားရင်ဘဝမှာမပြေဆုံးစရာမရှိအောင်အောင်မြင်နိုင်ပါတယ်။မြမပေရင်အရာတနင်္လာသည်အာဘောရေဓာတ်ဖြစ်ပြီးဇာတာပရိသည်ပထဝီမြေဓာတ်ဖြစ်ပါတယ်။အချစ်ရဲ့အိမ်တော်ရေးအနေနဲ့ကတော့မြေရှိမှရေတည်သည်ဟုသောသဘောအရာဇာတာပရိကတနင်္လာရဲ့စိတ်ကူးရင်မှုများကိုတည်ငြိမ်အောင်ထိန်းချောင်းပေးပါလိမ့်မယ်။နှစ်ဦးလုံးကမေတ္တာတရားကြီးမားကြသူများဖြစ်သည့်အတွက်နားလည်မှုအလွန်ရှိကြပါတယ်။အိမ်တော်ရေးမှာအေးချမ်းနဲ့တဖြည်းဖြည်းတိဆောက်သွားမယ်ဆိုရင်တင့်တယ်သောဘဝမျိုးကိုရနိုင်ပါတယ်။စီးပွားရေးအနေနဲ့ကတော့ထိုးစုံတွဲသည်စီးပွားရေးတွင်အလွန်ကံကောင်းပါတယ်။ဇာတာပရိရဲ့ဥစ္စာကံကြောင့်ငွေကြေးတနပြည့်စုံတတ်တယ်။အထူးသဖြင့်ဆရာဝန်ဆရာမပညာရေးဟိုတယ်နဲ့ခရီးသွားလုပ်ငန်းများတွင်အကျိုးပေးအလွန်များပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့တနင်္လာကအစာအိမ်နဲ့အေးပတ်ခြင်းကိုသတိထားပါမယ်။ဇာတာပရိကတော့အသေးနဲ့အဝလိုခြင်းတို့ကိုသတိပြုဖို့လိုပါတယ်။တနင်္လာနဲ့ဇာတာပရိစုံတွဲတွေရဲ့ဆောင်ရန်ရှောင်ရန်ချက်များကတော့ဆောင်ရန်အနေနဲ့အရေးကြီးသောကိစ္စများအတွက်တနင်္လာနေ့သို့မဟုတ်ဇာတာပရိနေ့များကိုရွေးချယ်ပါ။အိမ်တော်ရေးတရားစရန်ခရီးတိုလေးများကိုမကြာခဏအတူထပ်ပေးပါ။ရှောင်ရန်အနေနဲ့ကတော့တနင်္လာသားသမီးကစိတ်ကောက်ပြီးလှုပ်ဝက်ထားခြင်းများကိုရှောင်ပါဇာတာပရိသားသမီးကတော့ဆရာလှုပ်လို့သောစိတ်ကိုလျှော့ချပါရရပြုလုပ်ရန်အတွက်ဂန်းကော်ညွန့်2ညွန့်နဲ့တပြင်းညွန့်5ညွန့်ကိုဖျားတွင်ကတ်လှူပြီးအလိုဆန္ဒများပြေဝပါစေဟုဆုတောင်းပါပညာရေးဌာနအဖြစ်စာအုပ်စာပေများလှူဒန်းခြင်းသို့မဟုတ်ဘုန်းတော်ကြီးတင်ပညာရေးကျောင်းများတွင်ဆွံ့ကြွေးခြင်းများကိုလုပ်ပေးပါအိမ်တော်ရေးပုံမိုးခိုင်မြဲစေရန်တောက်တော်ရေး2ခွက်နဲ့တစ်သီး5မျိုးကိုဖျားတွင်ပုံမှန်ကတ်လှူပေးပါတတ်နိုင်ပါကနှုတ်စွန်းလှူဒန်းခြင်းကထိုစုံတွဲအတွက်လက်လာပါအလွန်ပွင့်စေတဲ့ရတရားဖြစ်ပါတယ်တနင်္လာနဲ့ဇာတာပရိသည်ရေနဲ့မြေတကဲ့သို့တဦးပေါ်တဦးမိခိုပြီးဘဝကိုစိမ့်လန်းဆိုပြအောင်တည်ဆောက်နိုင်တဲ့အမွန်မြတ်ဆုံးစုံတွဲတွေဖြစ်ပါတယ်နောက်ဆုံးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းကိုပြည့်စုံပါစေဘုဒ္ဓရာရစရာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပါရစေ notification လည်းနှိပ်ပေးဖို့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်ရှင်